အဂတိလိုက်စားမှု corruption ဆိုတာအာဏာကိုအလွဲသုံးစားလုပ်ပြီးကိုကျိုးရှာတာဖြစ်ပါတယ်။အဲ့ဒါကိုနိုင်ငံတနိုင်ငံရဲ့စီးပွားရေးကိုအတွင်းကနေနေပြီးလှိုက်စားနေတဲ့ခြားတကောင်နဲ့တူတယ်ဆိုပြီးစဉ်းစားလေးရှိကြပါတယ်။အဂတိလိုက်စားမှုဟာငွေပေးငွေယူလုပ်ခြင်းတစ်ခုတည်းသာမဟုတ်ဘဲနဲ့လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်တာဒီစက်ရည်တွေကိုမျက်နှာသာပေးရနဲ့နိုင်ငံတော်ဘဏ္ဍာကိုကိုကျိုးအတွက်အသုံးပြုတာအားလုံးပါဝင်ပါတယ်။ကမ္ဘာ့ဘဏ်နဲ့ Transparency International တို့ရဲ့အစီရင်ခံစာတွေအရအဂတိတိုက်စားမှုမြင့်မားတဲ့နိုင်ငံတွေမှာစီးပွားရေးဖွံ့ဖြိုးမှုနှုန်း GDP growth ဟာအခြားနိုင်ငံတွေထက်တိတိကျကျလျော့နည်းနေတာကိုတွေ့ရှိရပါတယ်။မြန်မာနိုင်ငံလိုမျိုးဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်အဂတိတိုက်စားမှုဟာလျှို့ဝှက်အခွန် hidden tax တစ်ခုလိုမျိုးဖြစ်နေပြီးစီးပွားရေးလုပ်ငန်းတွေလက်ပတ်စေဖို့ကုန်ကျစရိတ်ကိုမြင့်မားစေပါတယ်။အဂတိတိုက်စားမှုကြောင့်နိုင်ငံခြားကရင်းနှီးမြှုပ်နှံသူတွေဟာကြောက်လန့်နေကြပြီးနိုင်ငံရဲ့အဖို့တန်ရင်းမြစ်တွေဟာအများပြည်သူအတွက်မဖြစ်ဘဲလူတစုရဲ့အိတ်ကက်ထဲကိုသာရောက်ရှိသွားပါတယ်။ဒီနေ့ဗီဒီယိုမှာဆိုရင်အဂတိတိုက်စားမှုဟာနိုင်ငံတော်တည်ဆောက်ရေးကိုဘယ်လိုထိခိုက်စေလဲဆိုတဲ့အချက်တွေကိုအသေးစိတ်ဖော်ပြသွားမှာဖြစ်ပါတယ်။ပထမတစ်ပိုင်းမှာဆိုရင်အဂတိတိုက်စားမှုကြောင့်စီးပွားရေးနဲ့နိုင်ငံတော်ကိုထိခိုက်စေတဲ့အချက်တွေကိုပြပြပေးသွားပါမယ်။နံပါတ်1ဈေးကွက်အတွင်းတရားမျှတတဲ့ရှေ့ပြိုင်မှုကိုပျက်စီးစေခြင်း distorting competition စီးပွားရေးလောကမှာအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သူနဲ့အရေးချင်းရှိဆုံးသူကအောင်မြင်ရမှာဖြစ်ပေမဲ့အဂတိတိုက်စားမှုရှိနေရဆိုရင်အာဏာရှိသူနဲ့နှိစက်သူဒါမှမဟုတ်လက်ထိုးနိုင်တဲ့သူကလုပ်ပိုင်ခွင့်ရရှိသွားပါတယ်။အဲ့ဒါဟာတကယ်တော်တဲ့လုပ်ငန်းရှင်တွေကိုစိတ်ပြတ်စေပြီးစီးပွားရေးတည်ထွင်ဖန်တီးနိုင်တဲ့ကိုဟန်တားလိုက်တာဖြစ်ပါတယ်။နံပါတ်2အများပြည်သူဆိုင်ရာဝန်ဆောင်မှုနဲ့အခြေခံအဆောက်အအုံများရေးသွေးကြဆင်းခြင်းအစိုးရစီမံကိန်းတွေဖြစ်တဲ့လမ်းတရားကျောင်းစေယုံတည်ဆောက်တဲ့အခါမှာအဂတိလိုက်စားမှုပါဝင်လာတဲ့ဆိုရင်သတ်မှတ်ထားတဲ့ဘတ်ဂျက်ရဲ့တစ်စိတ်တစ်ပိုင်းဟာလက်ပေးလက်ယူမှုတွေထဲရောက်သွားပါတယ်။ဥပမာလမ်းတန်းဆောက်ဖို့3000ချပေးပေမဲ့ဂျားထဲမှာအဂတိလိုက်စားမှုတွေကြောင့်3600ဘိုးကန်တာအမှန်တကယ်30နိုင်တဲ့အခါအရေးသွင်းမမီတဲ့လမ်းတွေဖြစ်လာပြီးမကြာခဏပြန်ပြင်နေရတဲ့အတွက်နိုင်ငံတော်ဘဏ္ဍာတွေအလေလွင့်ဖြစ်ရပါတယ်။နံပါတ်3နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ foreign direct investment ဆုံးရှုံးခြင်းကမ္ဘာအဆင့်မီကုမ္ပဏီကြီးတွေဟာအဂတိလိုက်စားမှုများတဲ့နိုင်ငံတွေမှာရင်းနှီးမြှုပ်နှံဖို့ဝင်လေကြပါတယ်။ဘာကြောင့်လဲဆိုရင်စီးပွားရေးလုပ်ဖို့အတွက်တရားမဝင်ကုန်ကျစရိတ် price တွေများပြားလာနဲ့ဥပဒေရဲ့အကာအကွယ်ကိုအပြည့်အဝမရရှိနိုင်တာကြောင့်ဖြစ်ပါတယ်။အဲ့ဒါဟာနိုင်ငံအတွက်အလောက်ကိုင်ခွင့်လန်းတဲ့နည်းပညာတွေကိုဆုံးရှုံးစေပါတယ်။နံပါတ်4အခွန်ဘဏ္ဍာငွေယိုစိမ့်ခြင်းနဲ့ဘတ်ဂျက်လိုငွေပြခြင်းအခွန်ဌာနတွေမှာအဂတိလိုက်စားမှုရှိတယ်ဆိုရင်လုပ်ငန်းရှင်ကြီးတွေဟာအခွန်ကိုအပြည့်အဝမဆောင်ဘဲအရာရှိတွေကိုလက်ထိုးပြီးတော့ရှောက်ဆောင်တတ်ကြပါတယ်။အဲ့လိုနဲ့နိုင်ငံတော်ကရသင့်ရထိုက်တဲ့အခွန်ဝေတွေမရရှိတော့ပဲကျန်းမာရေးနဲ့ပညာရေးခန္ဓာတွေမှာအသုံးပြုဖို့ဘတ်ဂျက်တွေရှားပါလာပါတော့တယ်။နံပါတ်5လူသားရင်းမြစ်ဆုံးရှုံးခြင်း brain drain ဒီအချင်းရှိပေမဲ့အဆက်အသွယ် connection မရှိတဲ့သူတွေလက်မပေးနိုင်တဲ့သူတွေဟာနေရာမရဖြစ်လာတဲ့အခါဒီအချင်းရှိတဲ့လူငယ်တွေဟာပြည်ပနိုင်ငံတွေကိုထွက်ခွာသွားကြပါတယ်။အဲ့ဒါဟာနိုင်ငံတော်တည်ဆောက်ရေးအတွက်အရေးကြီးတဲ့အုံနောက်တွေကိုဆုံးရှုံးတာဖြစ်ပါတယ်။နံပါတ်6စီးရဲချက်တာကွာဟမှုပုံမကြီးမားလာခြင်းအဂတိတိုက်စားမှုဟာချမ်းသာသူကိုပိုချမ်းသာစေပြီးစီးရဲသူကိုပိုပြီးနင်းပြဖြစ်စေပါတယ်။အခြေခံလူတန်းစားတွေဟာမှတ်ပုံတင်လုပ်တာစိတ်ယုံတက်တာလိုမျိုးတာမန်ဝန်ဆောင်မှုတစ်ခုရရှိဖို့အတွက်ပင်လက်ထိုးနေရတဲ့အခါသူတို့ရဲ့ဝင်ငွေအနှဲငယ်မှာပိုပြီးလျော့နည်းသွားရပါတယ်။ဒုတိယပိုင်းမှာဆိုရင်အဂတိတိုက်စားမှုရဲ့အကျိုးဆက်တွေကိုနားလည်စေမယ့်တာရကတွေနဲ့ပြောပြပေးသွားပါမယ်။နိုင်ငံစာရကဏ္ဍမှာဆိုရင်နိုင်ငံတစ်ခုမှာကြောက်မြတ်ဒါမှမဟုတ်ရင်းနှံထွက်ရှိနေပေမဲ့အဲ့ဒီဝင်ငွေတွေဟာနိုင်ငံတော်ဘတ်ဂျက်ထဲကိုမရောက်ဘဲလူတစုရဲ့အိတ်ကက်ထဲကိုရောက်သွားမယ်ဆိုရင်ပြည်သူတွေဟာနိုင်ငံစာရပေါ်ကျော်သွားပေမဲ့ဆင်းရဲနေရပါလိမ့်မယ်။ကုန်သွယ်ရေးကဏ္ဍမှာဆိုရင်နေဆက်ဂိတ်တွေမှာအဂတိတိုက်စားမှုရှိတယ်ဆိုရင်တရားမဝင်ကုန်စည်တွေလည်းဝင်ရောက်လာပြီးပြည်တွင်းဖြစ်ထုတ်ကုန်တွေကိုဈေးကွက်ပျက်စီးစေပါတယ်။အနည်းချောက်မယ်ဆိုရင်အဂတိတိုက်စားမှုဟာလူတအုပ်ချင်းစီရဲ့ဇာရိတပြဿနာတာမဟုတ်ပဲနိုင်ငံတနိုင်ငံရဲ့စီးပွားရေးရန်ရာတစ်ခုလုံးကိုရပ်တန့်စေနိုင်တဲ့အဓိကအတားအဆီးဖြစ်ပါတယ်။အဂတိတိုက်စားမှုရှိနေတဲ့ဘလောက်ပဲတယံဇာတာပေါ်များပါစေဘလောက်ပဲအလုံကျိုးစားပါစေနိုင်ငံဟာတိုးတက်တဲ့လောက်တိုးတက်လာမှာမဟုတ်ပါဘူး။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အဂတိတိုက်စားမှုကိုတိုက်ဖျက်တဲ့အခါမှာအစိုးရရဲ့တင်းကျပ်တဲ့မူဝါဒတွေသာမကပဲပြည်သူတအုပ်ချင်းစီရဲ့လက်မပေးလက်မယူဆိုတဲ့စိတ်ဓာတ်နဲ့ပွင့်လင်းမြတ်တာမှုရှိတဲ့စနစ်တွေကိုဖော်ဆောင်နိုင်တာသာလျှင်ကောင်းဆုံးသောဖြစ်ရှင်နည်းဖြစ်ပါတယ်။အဂတိကင်းစင်တဲ့လူအဖွဲ့အစည်းပြမှသာလူတိုင်းအတွက်တန်တူညီမျှအခွင့်အရေးနဲ့စစ်မှန်တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုခံစားရမှာဖြစ်တဲ့ဆိုတဲ့အကြောင်းဒီဗီဒီယိုကနေသိဆက်ပေးလိုက်ရပါတယ်။အဂတိလိုက်စားမှုပေါ်ထားရှိရဲ့ကိုယ့်ရဲ့အမြင်တွေကိုလည်း comment မှာ sharing လုပ်ပါပေးလို့ရပါတယ်။